မြေခွန်းတစ်ခုရောက်လာပါတယ်အဲ့ဒါလေးကိုကျွန်တော်ဖြည့်ပေးခြင်းတယ်ဒါကဘာလဲဆိုလို့ရှင်နော်ကိုးကွယ်ယုံကြည်မှကယ်မိဖရာကမေတ္တာရှင်ဖရာလားကိုးကွယ်ယုံကြည်မှကယ်မိဖရာကမေတ္တာရှင်ဖရာလားလို့ခေါ်တာဖြစ်တယ်ဆိုတော့ဒါကဘယ်လိုမျိုးမြေခွန်းလဲဆိုတော့ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းကိုတန်တရားဝင်နေတဲ့လူတွေမယုံကြည်သူရဲ့မြေခွန်းဖြစ်ပါတယ်သူတို့ထင်တာဖရာသခင်ကအတင်းအတ္တမသူတို့ကိုယုံကြည်ခိုင်းတယ်လို့ခံယူထားတဲ့မြေခွန်းနဲ့ဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်ကိုဘယ်ထဲကနေကယ်တယ်လဲဘယ်လိုကယ်တင်တယ်လဲဆိုတဲ့ຢာလေးကိုကျွန်တော်အနည်းငယ်ဖော်ပြခြင်းတယ်။ဒါကကျွန်တော်ကျမ်းစာကိုကျွန်တော်အခြေခံဖတ်ခြင်းပါတယ်။အဲ့ဒါကပါယေရှုခရစ်တော်ကိုယ်တိုင်ဟောထားတဲ့တရားဖြစ်ပါတယ်။ John 6:47 ပေါ့နော်။ငါမှန်ဆိုဒီကငါကိုယုံကြည်တော်သူသည်ထာဝရအသက်ကိုရ၏ငါကိုယုံကြည်တော်သူသည်လို့တုံထားတယ်လူတိုင်းကိုပါပေးထားတယ်အခွင့်အရေးပေးထားတယ်ရွေးချယ်ခွင့်ပေးထားတယ်ဒီမှာငါကိုယုံကြည်တော်သူသည်တုံထားတဲ့ကြောင့်ဒီနေရာမှာအခွင့်အရေးလူတိုင်းမှာရွေးချယ်ခွင့်ပေးထားတယ်ဆိုတဲ့အရာကိုပေါ်လွင်ထင်ရှားတာကိုကျွန်တော်တွေ့ရတယ်ပြီးလို့ရှိရင်နောက်တစ်ခုကျွန်တော်ပြန်ဖတ်ချင်တယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့1 John 2:25 ထဲမှာငါတို့အားပေးတော်မူသောဂတိတော်မူကားထာဝရအသက်ကိုဝန်ခံတော်မူသောဂတိတော်ပေးသည်ဆိုသူကဘာဂတိတော်ပေးထားတယ်လဲအပေါ်မှာထာဝရအသက်ကိုဂတိပေးထားတယ်သူကိုယုံကြည်ရင်အပယ်မရောက်တော့ဘူးကောင်းကင်နိုင်ငံကိုဝင်စားမှာဖြစ်တယ်ကောင်းကင်နိုင်ငံဆိုတာအိုချင်းနာချင်းတေချင်းမရှိတဲ့နေရာဖြစ်တယ်ထာဝရအသက်ရှိမဲ့နေရာဖြစ်တယ်တေချင်းမရှိတဲ့နေရာဖြစ်တယ်ဒါကထာဝရဖြစ်တယ်ပေါ့နော်ဆိုတော့ကောင်းကင်နိုင်ငံမရောက်ဘဲနဲ့ငရဲကိုရောက်ရင်ငရဲမှာဆိုလို့ရှိရင်ထာဝရနေရာပဲဒါပေမဲ့ဘာရှိမလဲဆိုရင်အဲ့ဒီနေရာမှာကတော့အိုချင်းနာချင်းတေချင်းဆိုနေမှာအိုချင်းမရှိဘူးနော်ဒါပေမဲ့နာချင်းရှိမယ်ဝေဒနာခံစားမယ်ထာဝရငရဲမီးအိုင်ထဲမှာပူလောင်ခြင်းတွေနော်အမျိုးမျိုးဒုက္ခတွေခံစားရမှာဖြစ်တယ်အဲ့ဒီငရဲထဲကတော့နော်ဒါကြောင့်ကောင်းကင်နိုင်ငံလည်းထာဝရနေရာဖြစ်တယ်ငရဲဆိုလည်းထာဝရနေရာဖြစ်ပါတယ်ဒါကြောင့်ယေရှုခရစ်တော်ကကျွန်တော်ကိုထာဝရအသက်ကိုပေးတယ်ကယ်တင်တယ်ဆိုပေတဲ့ကနေကျွန်တော်ကိုအပေတကားသူ့ကိုယုံကြည်တဲ့လူတိုင်းအတွက်အပေသွားစရာမလိုဘူးကောင်းကင်နိုင်ငံဝင်စားခွင့်ရှိတယ်ဆိုတဲ့အရာကိုဖော်ပြပေးတယ်အဲ့ဒါဂတိတော်ကိုယေရှုကိုယ်တိုင်ကပေးထားတာဖြစ်ပါတယ်ဆိုတော့အဲ့ဒါဘယ်ချင်းသွားရမလဲကျွန်တော်ကြည့်အောင်ဆိုတော့ယခုမူကားတင်တို့သည်အပြစ်တရား၏လက်မှလွတ်၍ဖယားသခင်၏ကျွန်ဖြစ်ကြသည်နှင့်အညီတန်ရှင်းခြင်းအကျိုးကိုခံရကြ၏အဆုံး၌လည်းထာဝရအသက်ကိုရကြလိမ့်အဆုံး၌လည်းဆိုတဲ့စကားလုံးကိုကျွန်တော်တွေ့ရဘယ်အဆုံးလဲကျွန်တော်ရဲ့ဘဝတည်ဆုံးတဲ့အခါမှာကုံဆုံးတဲ့အခါမှာအပေမရောက်ပဲနဲ့ဖယားခင်ရဲ့နိုင်ငံတော်ကိုကျွန်တော်ဝန်စားမှာဖြစ်တယ်ဆိုရာကိုဖော်ပြထားတာဖြစ်ပါတယ်ဒီထဲမှာကျွန်တော်ကောင်းကင်နိုင်ငံကနိဗ္ဗာန်နဲ့လုံးဝမတူဘူးနိဗ္ဗာန်ဆိုတာကျွန်တော်မင်းချစ်ကိုကျွန်တော်ကချစ်လိုက်မယ်ဆိုလို့မင်းစထွက်လာမှာဖြစ်တယ်ဒါအဲ့ဒီမင်းစကိုနော်ကျွန်တော်မဟုတ်လိုက်မယ်ဆိုပျောက်သွားမှာပဲဒါမင်းစဘယ်မှာရှိလဲမင်းစပျောက်သွားတယ်ဒီလိုပါပဲတကယ်ဒီနိဗ္ဗာန်ဆိုတာလုံးဝပျောက်ကွယ်ခြင်းလုံးဝဘာကူဘာမှမရှိခြင်းကိုခေါ်တာဖြစ်တယ်နော်ဒါကြောင့်ဒီကနေ့နိဗ္ဗာန်နဲ့ကောင်းကင်နိုင်ငံကိုတူတရားဟောတဲ့လူတွေလုံးဝမတူဘူးဆိုတော့လေကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်ဒါကြောင့်သူ့ရဲ့မင်းခွန်းဖြစ်တဲ့ကိုးကွယ်ယုံကြည်မှကယ်မိဖရာကမေတ္တာရှင်ဖရာလားဆိုတာကိုကျွန်တော်ဖြေပေးချင်တယ်တကယ်ပဲမေတ္တာရှင်ဖရာပါဘာကြောင့်မေတ္တာရှင်ဖရာဖြစ်တယ်လို့ကျွန်တော်ပြောတယ်လဲဆိုလို့ရှိရင်ယေရှုခရစ်တော်ရဲ့တရားကိုကျွန်တော်ကြည့်တဲ့အခါမှာသူ့ကိုအတင်းအဓမ္မမယုံခိုင်းဘူးလူမှာရွေးချယ်ပိုင်ခွင့်ပေးထားတယ်တင်ငရဲသွားခြင်းကိုသွားတာသူသွားခိုင်းတာမဟုတ်ဘူးငရဲထဲမှာတင်သွားမှာဖြစ်တဲ့အတွက်ကြောင့်တင့်ကိုစားသူကကဲတင်ပြီးသွားပြီတင့်ကိုစားလက်ဝါးကားတိုင်မှာအသေးခံပေးပြီးသွားပြီဒါကြောင့်သူ့ရဲ့သူပြုတဲ့လက်ဝါးကားတိုင်မှာကျွန်တော်ရဲ့အတွက်ကျွန်တော်ရဲ့အပြစ်ကြွေးအတွက်အပြစ်လုပ်ပဲကျွန်တော်ယေရှုခရစ်တော်ရဲ့တရားထဲမှာတစ်ခုတည်းပဲတုံးတယ်
နော်ဒါအပြစ်ဆိုတဲ့စကားလုံးကိုအ내ဖွင့်မယ်ဆိုလို့ရှိရင်အများကြီးကျွန်တော်ကဖွင့်လို့ရတယ်ဒါကြောင့်ကျွန်တော်တို့မှာရှိတဲ့အပြစ်တရားအားလုံးရဲ့အကျိုးလက်ဝါးကားတိုင်းမှာသူကအတေခံပေးတယ်ကျွန်တော်ခံရမဲ့ဒုက္ခအတွက်သူခံပေးပြီးသွားပြီဒါကိုကျွန်တော်ကိုချစ်လွန်းလို့လူသားအားလုံးကိုချစ်လွန်းလို့လူသားအားလုံးကိုအပေထဲကိုမသွားစေခြင်းလို့ကျွန်တော်တို့ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်းမှာအသေးခံပေးပြီးသွားပြီဒါကြောင့်အဲ့ဒီအရာကိုတင်ယုံကြည်လင်းတဲ့ထာဝရအသက်ကောင်းကင်နိုင်ငံစံမြန်းမယ်ကောင်းကင်နိုင်ငံရောက်မယ်လို့ပြောထားတာဖြစ်တယ်နော်မယုံခြင်းလဲယုံပါလို့မပြောဘူးနော်ယုံရင်လို့ပဲတုံထားတာဖြစ်တယ်အဲ့ဒီနေရာမှာဘာကိုကျွန်တော်တွေ့ရဆိုတော့ရွေးချယ်ပိုင်ခွင့်ပေးထားတယ်ဒါကြောင့်ရွေးချယ်ပိုင်ခွင့်ပေးထားမှတော့သူဟာမြတ်တာရှင်ပဲနော်ကျွန်တော်ကိုအတင်းအတ္တမမယုံခိုင်းအတင်းအတ္တမမလုပ်ခိုင်းဘူးဒါကြောင့်သူဟာမြတ်တာရှင်ဖယားဖြစ်တယ်ဆိုတာကိုသူ့ရဲ့တွင်တင်ချက်မှာပေါ်လွင်ထင်ရှားစေတာကိုကျွန်တော်တွေ့ရပါဒါကြောင့်တင့်မှာလည်းရွေးချယ်ခွင့်ရှိတယ်ကျွန်တော်မှာလည်းရွေးချယ်ခွင့်ရှိတယ်သူ့ရဲ့တရားကိုသူ့ရဲ့ကျွန်တော်တို့ကိုစားအသေးခံပေးတဲ့အရာကိုယုံကြည်ရင်တင်နဲ့ကျွန်တော်ဟာကောင်းကင်နိုင်ငံမှာသူပြောတဲ့အတိုင်းဂရိတော်အတိုင်းကောင်းကင်နိုင်ငံကျွန်တော်ကဝန်စားမှာဖြစ်တယ်ဒါကြောင့်တချို့ကပြောကြသေးတယ်ဟာကိုမလုတ်မနဲ့ရပါမလားဆိုတဲ့အရာကြီးနော်အမှန်ဆိုလို့ရှိရင်တော့သူတို့ဘာသာထဲမှာလည်းရှိပါတယ်ဘာမှလောကကြီးထဲမှာအသက်ရှင်တဲ့ခါမှာကိုယ်တူကောင်းမှုဘာမှမလုပ်ရင်လည်းပဲတဲ့တေခါနီးမှာတာကျွန်တော်ရဲ့စိတ်ထဲမှာတကယ်လို့များနော်သူတို့ကိုးကွယ်တဲ့ဖယားကိုမှတ်လိုက်မယ်ဆိုလို့ရှိရင်မြင်လိုက်မယ်ဆိုလို့ရှိရင်နော်ဘာရမလဲအပေလုံးဝမရောက်ဘူးလို့ပြောတာဒါကြောင့်သူတို့ဘာလို့တလဲတေခါနီးမှာသူတို့တရားခွေတွေဖွင့်ပေးတာလေတေခါနီးမှာသူတို့တရားခွေတွေသူတို့အနားမှာဖယားအကြောင်းတွေသူတို့ကိုးကွယ်တဲ့ဖယားရဲ့အကြောင်းတွေကိုတတုတုပြောပေးတာဖြစ်တယ်ဆိုတော့ဒီနေရာမှာမြေးခွန်းရှိတယ်သူတို့လည်းယုံကြည်ရင်အကျိုးရှိတယ်သူတို့ဘာသာရအောင်ဒါပေမဲ့သူတို့ရဲ့ငရဲကတန်တရားလဲတယ်ဒီနေ့မှာထာဝရမရှိဘူးနော်ဒါကြောင့်ဒီကနေ့ယေရှုခရစ်တော်ရဲ့တရားထဲမှာရှိတဲ့ငရဲဟာတန်တရားမဟုတ်ဘူးကောင်းကင်နိုင်ငံဟာလည်းတန်တရားမဟုတ်ဘူးထာဝရနေရာတွေဖြစ်တယ်ဒါကြောင့်တင်းဒီဖယားသခင်ကိုယုံကြည်လက်ခံမယ်ဆိုရင်ယေရှုခရစ်တော်ရဲ့တည်ခြင်းတကြိုခြင်းရှင်ပြန်ထမြောက်ခြင်းကိုတင်းရဲ့ဘဝမှာငါအတွက်ငါအပြစ်ရှိတဲ့လူဖြစ်တယ်နော်ငရဲသွားထိုက်တဲ့လူဖြစ်ပါတယ်ဒါပေမဲ့ယေရှုကငါ့လွတ်ပေးပြီးသွားပြီလို့နှလုံးသားထဲမှာတကယ်စစ်မှန်တဲ့ယုံကြည်မှုနဲ့ယုံကြည်ကိုးစားမယ်ဆိုလို့ရှိရင်ထာဝရငရဲထဲမှာလွတ်ပြီးမှထာဝရကောင်းကင်နိုင်ငံကိုဝင်စားသွားမှာဖြစ်တယ်ဆိုတဲ့အရာလေးကိုအနေငယ်ခွန်အားပေးချင်တာဖြစ်ပါတယ်ဒါကြောင့်ကိုးကွယ်ယုံကြည်မှကယ်မိဖယားကမေတ္တာရှင်ဖယားလားဆိုလို့ရှိရင်တကယ်ပဲသူဟာမေတ္တာရှင်ဖယားဖြစ်တယ်။ဘာကြောင့်လဲလူတိုင်းကိုရွေးချယ်ပိုင်ခွင့်ပေးထားတဲ့ဖယားဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဆိုရလေးကိုအနေငယ်ခွန်အားပေးခြင်းနဲ့ဖြည့်ရှင်းပေးခြင်းပါတယ်။ရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေ။အာမင်။